နေမင်းရဲ့နတ်သမီးနဲ့လမ်းမင်းတို့ဟာတယောက်ကိုတယောက်ချစ်ကြိုက်မိခဲ့ကြပေမဲ့သူတို့နှစ်ဦးကိုခွဲခွာနေဖို့အတင်းကျပ်ဖိအားပေးခံခဲ့ရပါတယ်။လမ်းမင်းကိုထိတွေ့ချင်တဲ့အတွက်နေမင်းရဲ့နတ်သမီးဟာနေ့နဲ့ညကြားကနေရန်ကိုဖြတ်ပြီးလက်လန်းလိုက်တဲ့အခါမှာတော့အမောင်ထုကသူမရဲ့လက်ကိုချက်ချင်းပဲလောင်ကျွမ်းသွားစေခဲ့ပါတယ်။သူမဟာကိုပြန်ကူတောက်ဖို့အတွက်နတ်ဖျားဆွမ်းအားတွေကိုတုံးခဲ့ပေမဲ့သူမရဲ့နာကျင်မှုကိုမြင်လိုက်ရတဲ့လမ်းမင်းကတော့စိတ်နှလုံးကွေ့ကြည့်ပါတယ်။သူမကိုနှစ်သိမ့်ပေးခြင်းပေမဲ့ကိုအပြည့်ရှိတယ်လို့ခံစားနေရတဲ့အတွက်လမ်းမင်းကတော့နောက်လှည့်ပြီးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးလမ်းမင်းဟာသူမကိုရှောင်ဖယ်နေခဲ့ပါတယ်။သူမကြောင့်နောက်တစ်ချိန်ထပ်မထိခိုက်စေချင်တဲ့အတွက်ကိုခံစားချက်တွေကိုဖုံးကွယ်ထားခဲ့ပေမဲ့နေမင်းရဲ့နတ်သမီးကတော့ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။သူမရဲ့အချစ်ကိုပြသဖို့အတွက်နေကြပန်းတစ်ပွင့်ကိုလမ်းမင်းစီပေးခဲ့ပေမဲ့အဲ့ဒီတောက်ပတဲ့ပန်းပွင့်ကညဉ့်ရံကိုထိလိုက်တဲ့အချိန်မှာပဲအသက်မဲ့သွားပြီးညှိုးနှွမ်းလူမိဘဖြစ်သွားခဲ့ပါတယ်။လမ်းမင်းကတော့ကိုထပ်ပြီးအတိတ်တင်ကနေမင်းရဲ့နတ်သမီးရဲ့နေအီဆက်လက်နဲ့ကြည့်နေတဲ့ကြားကနေဝမ်းနဲ့စွာနဲ့ထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူမကတော့လက်မလျှော့ခဲ့ပါဘူး။သူမရဲ့ဆွမ်းအားတွေကိုတုံးပြီးနေ့နဲ့ညနေရန်ဘေးမှာပန်းမှုလေးတစ်ခုကိုဖန်တီးခဲ့ပြီးသူတို့နှစ်ယောက်ကိုအခွင့်အရေးတစ်ခုထပ်ပေးဖို့လမ်းမင်းကိုတောင်းဆိုခဲ့ပါတယ်။လမ်းမင်းကလည်းသူတို့ရဲ့အချစ်ကိုလက်မလွတ်ချင်ခဲ့ပါဘူး။သူဟာအမောင်ထုကြားကနေပန်းမှုလေးကိုညင်သာစွာထိတွေ့လိုက်တဲ့အခါမှာပဲပန်းပွင့်လေးဟာချက်ချင်းပွင့်လာခဲ့ပါတယ်။နေမင်းရဲ့နတ်သမီးဟာဝမ်းတာလုံးလို့နေရီတောင်ကြခဲ့ရပါတယ်။သူမချက်ရှိနေတဲ့ဆွမ်းအားတွေကိုအကုန်တုံးပြီးလမ်းမင်းအတွက်လှပတဲ့ဥယျာဉ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ပန်းတိုင်းမှာသူမရဲ့အချစ်နဲ့ကျင်နာမှုတွေတည်နေခဲ့ပါတယ်။နောက်ဆုံးတော့လမ်းမင်းကလည်းသူမနဲ့အတူရှိနေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနေ့နဲ့ညကြားကနေရန်ကိုလက်လန်းပြီးထိလိုက်ပါတယ်။လမ်းမင်းထိခိုက်မှာကိုကြောက်တဲ့အတွက်နေမင်းရဲ့နတ်သမီးကတော့စိုးရိမ်တကြီးဖြစ်သွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲလမ်းမင်းကသူ့ရဲ့နတ်ဖျားဆွမ်းအားတွေကိုသူ့လက်ထဲမှာစူစီပြီးနေရန်ရဲ့ရင်းမြစ်စီကိုပစ်လွတ်လိုက်ပါတယ်။တောက်ပရဲ့အထူးရောင်လင်းတဲ့တစ်ခုကကဘာကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးမြေဝင်စည်းစာဆိုတာပေါ်ပေါက်လာခဲ့တာပါ။အဲ့ဒီအချိန်လေးဟာနေမင်းနဲ့လမ်းမင်းတို့နောက်ဆုံးတော့တွေ့ဆုံနိုင်တဲ့အချိန်လေးဖြစ်ပါတယ်။တောင်တန်းတွေနဲ့ပင်လယ်တွေတောင်သူတို့ရဲ့အချစ်ကိုမတားဆီးနိုင်ခဲ့ပါဘူး။စည်းစာအချိန်လေးဟာသူတို့နှစ်ယောက်ကလေးဆုံးစီးခြင်းရဲ့တင်ဂီတာဖြစ်လာခဲ့ပါတယ်။အချစ်ဆိုတာအတားဆီးတွေကိုကြော်ဖြတ်နိုင်တဲ့ဆွမ်းအားတစ်ခုဖြစ်ကြောင်းဖော်ပြနေပါတယ်။ပထမဆုံးအနေနဲ့လက်မလျှော့တဲ့စိတ်ဓာတ်ဟာမဖြစ်နိုင်တာကိုဖြစ်လာစေနိုင်ပါတယ်။ဒုတိယအနေနဲ့အချစ်ဆိုတာတစ်ဖက်လူကိုနာကျင်စေမှာစိုးရိမ်တဲ့ကိုချင်းစာစိနဲ့အတူတူရှိနေခြင်းနဲ့ဆန္ဒကြကရုန်းကန်မှုတစ်ခုပါ။နောက်ဆုံးအနေနဲ့တော့အနစ်နာခံမှုနဲ့စ조사မှုတွေကနေတဆင့်အမောင်နဲ့အလင်းကိုပေါက်ဆက်ပေးတဲ့စီးစာဆိုတဲ့လှပတဲ့ရလက်တစ်ခုကိုဖန်တီးနိုင်နေဆိုတဲ့တင်ငန်းစာကိုပြီးသွားတာပါ။